Hello အားလုံးပဲမင်္ဂလာပါ GACN platform နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီချိန်ကစပြီးတော့ကျွန်တော် groupai.io website မှာ account တွေ free register လုပ်ပြီးတော့ကျွန်တော် AI credit တွေလက်ဆောင်ယူက AI tools တွေကိုစမ်းသုံးကြည့်လို့ရပါပြီအဲ့တော့ဒီ video မှာတော့ကျွန်တော်တို့ဒီ GroupAI အသစ်เนาะ GACN 2.0 မှာဘာတွေထူးခြားလဲပြီးတော့ဘယ်လိုမျိုးချိတ်ဆက်ပြီးတော့သုံးလို့ရလဲဆိုတာကိုကျွန်တော်ဒါလိုတိုရှင်းဒါ demo video လေးလုပ်ပြပေးသွားမယ်ပေါ့နော်တူတစ်ခုချင်းစီအသုံးပြုပုံဗီဒီယိုလေးတွေ tutorial လေးတွေကကျွန်တော်တို့ website ထဲမှာ free တင်ထားမလို့လေ့လာလို့ရပါတယ်ကျွန်တော်တို့ဗျာအခု AI နေကျန်းလာတဲ့ခေတ်မှာ AI tools တွေကစက်တိုက်အသစ်တွေထွက်လာတယ်ဒါပေမဲ့တစ်ခုနဲ့တစ်ခုချိတ်ဆက်ဖို့เนาะတနေရာထဲမှာလုံဆောင်နိုင်ဖို့ကြတော့နည်းနည်းအခက်တွေ့နေရရှိရပေါ့နော်ဒီနေရာမှာကျွန်တော်တို့ GACN platform ကဒါ marketing agency ရဲ့ workflow တိစောက်ထားတာမလို့ဒါကိုလုပ်ငန်းဒါမှမဟုတ်ကိုလုပ်ချင်တဲ့ content idea လေးတွေကိုဖန်တီးလိုက်ရုံနဲ့ဖြည့်လိုက်ရုံနဲ့ကိုကျွန်တော်တို့ကဒါ idea ဒါ marketing planning strategies planning အစလို့ကျွန်တော်တို့ content design video တွေကိုလွယ်ကူဒါချိတ်ဆက်ပြီးတော့ဖန်တီးလို့ရတယ်ပေါ့နော်ဒီလိုဖန်တီးတဲ့နေရာမှာလည်းနောက်ဆုံးပေါ် AI model တွေကိုကျွန်တော်တို့အသုံးပြုထားပါတယ်ဒီတော့ဘယ်လိုမျိုးချိတ်ဆက်ပြီးသုံးလို့ရမလဲဘာတွေပိုကောင်းသွားလဲဆိုတာကိုကျွန်တော်နဲ့သူလိုက်ကြည့်လိုက်ရအောင်ခင်ဗျာဒီတော့ကျွန်တော် groupai.io ဆိုတဲ့ website ကျွန်တော် landing page တွေကိုအရင်ဝင်လိုက်မယ်ပေါ့နော်ဒီမှာဆိုရင်တော့ကျွန်တော် website မှာတော့ဘယ်လို tools တွေပါတယ်ဘယ်လို category ပါတယ်ကျွန်တော်ရဲ့ hero section တွေpricing တွေကိုကျွန်တော်ပြထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်အသုံးပြုမယ်ဆိုရင်တော့ကျွန်တော်တို့ဒါ start free today ဒါ sign in ဝင်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပေးထားတဲ့ဒါ main နဲ့ passport ကိုသုံးပြီးတော့ကျွန်တော်ဝင်ပါမယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ sign in ဝင်လိုက်မယ်ဆက်စပ်ရင်ကျွန်တော် dashboard ပါလာပေါ့ dashboard မှာတော့ကိုယ့်ရဲ့ဒါ channel credit တွေ jet တွေเนาะကျွန်တော်တို့ဒါဘယ်နည်းကုန်မလဲဘာတွေလုပ်ခဲ့တယ်ဆိုတဲ့ activity လေးရှိတယ်ကျွန်တော် platform မှာဆိုရင်ဒီလိုမျိုးဆက်စပ်ချင်းမသုံးခင်မှာဒီ tutorial training လေးလည်းဒါ free ထည့်ပေးထားတယ်ပေါ့နော်ကျွန်တော် AI platform ဘယ်လိုသုံးမလဲတခြားသော Gemini တို့ Flow တို့ Grok တို့ဘယ်လိုသုံးမလဲ CapCut မှာ AI video တွေဘယ်လိုထုတ်မလဲဒါမျိုးတွေကိုကျွန်တော်ဒါမြစ်တဲ့လက်ဆောင်တွေနဲ့ဒါထည့်ပေးထားတယ်ပေါ့နော်ပြောပြဆိုရင်ကျွန်တော် resource library ပေါ့အခုခေတ်စားနေတဲ့ကျွန်တော် prompt template တွေ notion template တွေကျွန်တော် AI နဲ့ပတ်သက်တဲ့เนาะဒီလိုမျိုးဒီစာအုပ်တွေပေါ့နော် PDF စာအုပ်တွေကိုပါကျွန်တော် resource အနေနဲ့ထည့်ပေးထားတာရှိပါတယ်ပြောပြဆိုရင်ကျွန်တော်တို့က CRM ဆိုတဲ့ဒါ customer data management platform လေးလည်းပါတယ်ပေါ့နော်ကိုယ့်ရဲ့ဒါ contact တွေdeals တွေကိုဒါထည့်သွားလို့ရတယ်ဘယ်လောက် data ဘယ်လောက်ဒါ value တွေရှိထားလဲပေါ့နော်မပြီးရင်ကျွန်တော် text flow ပေါ့ text တွေပါပေးရဆိုရင်ငါဒီနေ့ဘာတွေလုပ်လို့ရှိလဲဒီမျိုး text တွေပါကျွန်တော်တို့ကဒီထည့်လို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော် platform မှာအရေးကြီးဆုံးကကျွန်တော် business profile တခုမဖြစ်မနေတည်ဆောက်ရမယ်ပေါ့ဒါကျွန်တော်အပြင်မှာဆိုရင်လည်းဗျာကျွန်တော် agency နဲ့ client တွေကိုဒါ project တွေစကင်တော့မယ်ဒါမှမဟုတ်ကိုက freelancer တွေ content creator တွေဒါ content တွေစလုပ်တော့မယ်ဆိုရင်ကိုလုပ်ငန်းအကြောင်းလုပ်မဲ့အကြောင်းအရာကိုကျွန်တော်တည်ထားဖို့လိုတယ်ဒီလိုမျိုးပဲပေါ့နော်ကျွန်တော်တို့ရဲ့ဒါ GACN platform မှာလည်းကျွန်တော် app profile နေပြီးတော့ကိုယ့်ရဲ့ဒါ business name တွေကျွန်တော်တို့ဒါ product service target audience တွေဒါတွေကိုကျွန်တော်တို့ပြည့်ပြည့်စုံစုံထည့်ထားပေးဖို့လိုတယ်ဒီမှာဆိုရင်လည်းကျွန်တော် GACN ရဲ့ target audience တွေ location တွေcustomer behavior တွေကိုထည့်ပေးထားတယ်ပေါ့နော်ဒီလိုထည့်ပေးရပြီဆိုရင်ကျွန်တော်နောက်တစ်ခုကကျွန်တော်ဒါ brand color generator တို့ content cleaner တွေเนาะကျွန်တော် campaign generator တွေမှာကျွန်တော်လွယ်လွယ်ကူကူနဲ့မြန်မြန်ဆန်ဆန်သုံးပြုလို့ရပြီပေါ့နော်ဒါ business profile လေးရွေးလိုက်ရုံနဲ့ဗျာကျွန်တော်အမြန်ဆန်ဆုံးသုံးပြုလို့ရတယ်ပေါ့နော်မှာဆိုကျွန်တော် content cleaner မှာဆိုရင်ကျွန်တော်တို့ဒါဒီလိုမျိုး information လေးဖြည့်လိုက်မယ်ပေါ့နော်ဖြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာတော့မဖြည့်ပြတော့ဘူးပေါ့နော်နည်းနည်းအချိန်ကိုငှဲ့ညာတော့အဖြစ် okay ကျွန်တော်ထွက်လာတဲ့ result output လေးကိုချက်ကြည့်အောင်ဒီမှာဆိုရင် week 1 week 2ပေါ့နော်တရက် day 1 day 2မှာဘာတွေတင်မလဲကျွန်တော် content type တွေ content idea တွေဒါမျိုးတွေကိုတခါတည်းအကြမ်းမြင့်ထုတ်ထားရပါတော့ဒီထဲမှာကိုကကြိုက်တယ်ဟေးဆိုရင်ဒီဟာကို copy ယူပြီးတော့ကျွန်တော်တို့ဒီမှာ content generator တွေကိုတွားပြီးတော့ထည့်လိုက်ရုံပဲဒီလို content generator ထည့်နေရမှာလဲကျွန်တော်GACN platform လေးကိုရွေးချယ်ထားရဆိုရင်ဒီ profile ဒီ business အကြောင်း AI ပိုသိပြီးတော့ပိုပြီးတော့ကောင်းတဲ့ result တွေကိုရွေးလို့ရတယ်result ကောင်းလားမကောင်းလားဘယ်ပေါ်မူတည်မလဲဆိုရင်ကျွန်တော်တို့ AI model ပေါ်မူတည်မယ်ပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင် AI model basic pro basic plus best ပေါ့နော်ဒါကိုသုံးပြီးထားတယ်အဲ့တော့ best ဆိုရင်တော့ကျွန်တော်နောက်ဆုံးပေါ်မှာကျွန်တော် Gemini 3.1 pro တို့ဒါ cloud တို့ပါတော့ဒီ model တွေကိုကျွန်တော်သုံးပြီးထားတာပေါ့နော်သုံးပြီးထားတော့ပိုကောင်းတဲ့ result တွေရမယ်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့ credit ပေါ်မူတည်ပြီးတော့ကိုချင်းသုံးလို့ရတယ်အမှဒီမှာဆိုရင်ကျွန်တော်တို့ဒါလုပ်ငန်းအတွက် AI တွေကိုဘယ်လိုသုံးမလဲစားသဖြင့်ဒါရှိလာတဲ့အခါမှာဆိုရင်ကျွန်တော် content ထွက်လာမယ်ကျွန်တော် hashtag လာမယ်ပြီးတော့ပြီဆိုရင်ဒီမှာပေါ့နော်ကျွန်တော်တို့ဒါ image prompt နေရာဆိုကျွန်တော်ထည့်ပေးထားရပေါ့နော်တခါတည်းထည့်သုံးလို့ရတယ်ဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ဒီ GACN platform ရဲ့ထူးခြားတဲ့ဟာဆိုရင်ဒါ campaign generator ဆိုတာတစ်ခုရှိရပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်က GACN platform campaign generator ရွေးလိုက်မယ်သူ့ဘာလို့ထည့်လိုက်မယ်
ပြောပြီဆိုရင်ကျွန်တော်တို့ဒါ campaign type ပေါ့နော်ကျွန်တော်တို့ဒါ product launch လုပ်တာဖြစ်တဲ့ product launch ကိုရွေးလိုက်မယ် professional campaign goal ပေါ့ okay ကိုကတော့ဒီလမှာဒါ website ကိုလူသိများပြီးလူ300ကျော်register လုပ်မယ်ပေါ့နော် register လုပ်အောင်ကျွန်တော်တို့ဒါ campaign goal ပေါ့ဗျာကျွန်တော်တို့ရဲ့ launch campaign ပေါ့လုပ်မယ်အဲ့တော့ free credit တွေလက်ဆောင်ပေးမှာပေါ့နော် free AI credit လက်ဆောင်ရမယ်ပေါ့နော်ဒီလအနေနဲ့ဝယ်လူတွေရောပြီးတော့ target audience နေဆိုရင်တော့ကျွန်တော်တို့မှာ maybe 18ကနေပြီးတော့40ကြာဒါ content and digital creator တွေပေါ့နော် digital creator ဒီစသဖြင့်ကိုယ့်ရဲ့ target audience ကိုထည့်လိုက်မယ် SME owner ပေါ့နော်ဒါပေမဲ့ထည့်လိုက်တော့ကိုက content မြန်မာ language လားဒါမှမဟုတ်တခြား language လားကျွန်တော်တို့ Facebook TikTok platform every 3 day campaign ဆိုရင်လည်းကျွန်တော်တို့okay ကျွန်တော်တို့တစ်လစာ campaign လုပ်မယ် budget ဘယ်လောက်သုံးမလဲကျွန်တော်တို့ okay တစ်လ$300လောက်သုံးလိုက်မယ် AI model okay ကျွန်တော်တို့ဒါ basic plus ဟာလေးကိုသုံးပြီးတော့ကျွန်တော် generate campaign ဆိုတာလေးကိုနှိပ်လိုက်အောင်ပဲဒါဆိုရင်ကျွန်တော်တို့ဒါ campaign proposal တွေပါထည့်ဖို့အတွက်ကိုကျွန်တော် campaign generator တခုဒါယူဆောင်လာပြီဖြစ်တယ်ပေါ့နော်ဒါဆိုရင်တော့ campaign လေးတစ်ခုရလိုက်ပေါ့ okay ဘာတွေပါမလဲဆိုကျွန်တော်တို့ဒါ campaign ရဲ့ခေါင်းစဉ်တွေပေါ့နော် campaign objective တွေကျွန်တော်တို့ဒါ campaign background idea target audience profile တွေပြောပြီးဆိုဒီမှာဆိုရင်ကျွန်တော်တို့ day 1 day 2ဆိုပြီးခွဲပေးထားရပေါ့ day 4မှာဘာတင်မလဲပေါ့ okay ဥပမာဆိုရင်ကျွန်တော်က free AI credit လက်ဆောင်ကြိုလုပ်ငန်းမြင့်တင်လိုက်ပါဆိုဒီဟာကိုယူမယ်ဗျာဒီဟာကိုကျွန်တော်က okay ငါ AI image ပုံမှန်တစ်ခါတည်းထုတ်မယ်ဗျာ okay ကျွန်တော် generate AI image ကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်အဲဆိုရင်တခါတည်းကျွန်တော်တို့ဒါ AI image generator တွေကိုတွားမယ်တွားပြီးတော့ကျွန်တော်တို့ထုတ်မယ်ပေါ့ okay ဒီမှာကျွန်တော်မြန်မာလိုလည်းသုံးလို့ရတယ်ပေါ့နော်မြန်မာကိုနှိပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာမြန်မာပြောင်းပါ sorry ကျွန်တော်ဒီမှာ language ပြောင်းလိုက်တော့ဖြတ်သွားတယ်ပေါ့နော်အဲ့တော့ generate image ကိုနှိပ်လိုက်မယ်စာသားမှာပုံပြောင်းမလားပုံတီးဖြတ်မယ်ပုံ edit မယ် okay ဒီမှာတခါတည်းကျွန်တော် prompt တွေပဲထည့်လိုက်တယ်ပေါ့နော်ဒါလို့ကိုက prompt တွေပဲနေပြင်ကျင်နေဆိုရင်တော့ပြင်ပါတော့ဒီအမှတန်းထည့်ကျင်နေဆိုရင်တော့တန်းထည့်လို့ရတယ်ကျွန်တော် site တွေပဲရွေးမယ် 1:1 ratio resolution ကိုကျွန်တော် 1K ပဲထားလိုက်မယ် okay PNG ဒါပုံကိုဖန်တီးလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တခါတည်း campaign လာတဲ့ဟာကို content လာမယ်ပုံချက်ချင်းရေးခိုင်းမယ်ဒီလိုမျိုးပဲခုနကပြောလို့ကျွန်တော်တို့ content ကိုဖန်တီးခိုင်းမယ်ဆိုရင်လည်းကျွန်တော်တို့ copy caption ရေးပြီးတော့ကျွန်တော်တို့ဒါ content အပြည့်စုံလားဒီထဲမှာတွားရေးလို့ရတယ်ပေါ့နော်ဒီလိုမျိုးတလားစာ content နေပါမယ်ကျွန်တော် visual direction တွေတွားမယ် budget allocation เนาะ budget ဆိုရင်ဘယ်လောက်သုံးမလဲ budget ဘယ်လောက်သုံးမလဲပြီး KPI တွေပဲတွက်တာပေါ့ကျွန်တော် campaign proposal မှာဆိုရင်ဒီဟာကို reference ယူပြီးတော့ကျွန်တော်ထပ်ပြီးတော့ check ရေးလို့ရတယ်ပေါ့နော် okay ဒီလိုမျိုးကျွန်တော်တို့ local marketing ဒါ plan တွေလည်းကျွန်တော်ပါတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒါ local marketing plan မှာဆိုကျွန်တော် offline လား online လားဒါတွေဘာတွေလုပ်တင်လဲကျွန်တော် flyer တွေဝေမလားဒါမှမဟုတ် Google setting တွေချမလား action plan တွေဒီလိုမျိုးတွေပါကျွန်တော်တို့ကတခါတည်း click တစ်ချက်နဲ့ထုတ်ပြီးနိုင်ပါတယ်ပြီးတော့ပြီဆိုတော့ကျွန်တော်တို့ဒါခုနကပြော content ရေးခိုင်းမလားပေါ့နော်ဘယ်လိုမျိုး content အမျိုးအစားရေးခိုင်းမလဲကျွန်တော် service လား weekend special လားဒါ sales copywriting လားမှာအချက်လက်လေးဖြည့်ပြီးတော့ကျွန်တော်တို့ဒါရေးခိုင်းလို့ရတယ်ဒီလိုမျိုးပဲ hook ဖန်တီး hook generator ကျွန်တော်ဗီဒီယိုတွေဗျဗီဒီယိုတွေပေါက်ဖို့ဒါမှမဟုတ်လုပ်ငန်းရဲ့ဒါ copywriting မှာhook ကောင်းကောင်းလေးလုပ်ဖို့လိုရတယ်ပေါ့နော်ဒီလိုနေရာမှာဆိုရင်ကိုယ့်ရဲ့ခေါင်းစဉ်ပေါ့အကော skin care အကြောင်းလား food လားဒီ crypto အကြောင်းလားဒီလိုမျိုးကိုယ့်ရဲ့ဒီကိုလုံးမဲ့ topic အကြောင်းရေးထည့်ရမယ်ပရိသတ်လေးရေးထည့်ရုံနဲ့ကျွန်တော်တို့ဒါ hook ဘယ်နှစ်ခုလောက်လိုချင်လဲပေါ့ hook 50လားဒါလားဒါတွေကိုအကောင်းဆုံးကျွန်တော် basic model ရွေးလိုက်ပြီဆိုတာနဲ့ဒါဒီလိုမျိုးကျွန်တော် hook တွေဒီလိုမျိုးရက်လက်လေးအနေနဲ့ဒီလိုမျိုးထွက်လာမယ်ပေါ့နော်ဒါရယူပြီးတော့ကျွန်တော် content idea တွေထပ်လုပ်တာစဉ်းစားတာတွေသုံးလို့ရတယ်ပေါ့နော်ဒါဆိုရင်တော့ခုနကကျွန်တော်တို့ AI generator မှာတခါတည်းဖန်တီးထားတဲ့ကျွန်တော် AI ပုံလေးပေါ့ free AI credit ဆိုတဲ့ဟာမျိုးလေးကိုရလာတယ်ပေါ့နော်ဒါကတော့ကျွန်တော်ခုနကပြောတဲ့ချက်ချင်းဒီသူတို့ပေးရဲ့ prompt ကိုယူလိုက်တာပေါ့နော်ကိုကပိုကောင်းတဲ့ result တွေလိုချင်တယ်မြန်မာလိုပဲလိုချင်တယ်ဆိုတော့ကျွန်တော် nano banana turo လိုမျိုးเนาะကျွန်တော်ဒီမှာပြင်ရင်တော့ဆန်းပြမယ်ဟာတွေကိုသုံးပြီးတော့ချက်ချင်းသုံးလို့ရတယ်ပေါ့နော် okay ကျွန်တော်တို့ဒါ content တွေပဲတင်ပြသွားပြီဆိုရင်နောက်တစ်တစ်စီကဘာလဲဆိုတော့ကျွန်တော်တို့ဒါဒီ script တွေပေါ့နော် video script တွေဘာတွေဆိုလဲကျွန်တော်ရေးခိုင်းလို့ရတယ်knowledge generator လားအခုခေတ်စားနေတဲ့ခေါင်းစဉ်သတင်းလားဘောလုံးသတင်းလားเนาะဒါမှမဟုတ်တခြားတော့ဘူးတူတာသတင်းလေးလားဒါတွေဆိုလဲကျွန်တော်တို့ဒါရေးခိုင်းလို့ရတယ်ပေါ့နော်ဒီမှာကျွန်တော် blog post လေးနဲ့လားကျွန်တော်တခါတည်း knowledge sharing post ရေးခိုင်းလို့ရမှာဖြစ်တယ်ပြီးရင်ကျွန်တော် video script လားကိုပြောမဲ့ video script ပေါ့နော်
video script ကိုလည်းကျွန်တော်တို့ဖန်တီးခိုင်းလို့ရတယ်ဘယ်နှချိန်ဘယ်နှမိနစ်ပြောမလဲ model ကဘယ်လိုလဲ narrator ကတော့1ဦးလား2ဦးလားစသဖြင့်ကျွန်တော်တို့ video script တွေကိုပါဖန်တီးခိုင်းလို့ရပါတယ်ဒါမှဆိုရင်ကျွန်တော် narrator တွေပြောသွားတဲ့အကြောင်းအရာတွေအင်္ဂလိပ်လားမြန်မာလိုလားစသဖြင့်ကျွန်တော်ရေးလို့ရတယ်ပေါ့နော်ကျွန်တော်ဒီဟာတွေအတော့အပြုတ်ပေါ်အသေးစိတ်ကိုတော့ကျွန်တော်ဗီဒီယိုမှာရှေ့ဝါမှာလို့မပြောဘူးအသေးစိတ်ကိုတော့ကျွန်တော်ဒီ tutorial and training တွေမှာတော့ဒါတစ်ခုချိတ်ဆက်ပြီးသုံးပြထားတယ်ထည့်ပြထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပုံနေစာတွေရပြီဗျာပုံနေစာတွေရပြီဆိုရင်ဒီမှာ sorry ကျွန်တော်ဒီမှာ content repurposing ဆိုတဲ့ tool တစ်ခုပြပြပါမယ်နော်ဒီဟာတော့ကျွန်တော်တို့ content မှာတို့ရဲ့ဒီစာသား sales content တွေကို video script ပြောင်းမလားဒါမှမဟုတ် video script တွေကို content ပြောင်းမလားစသဖြင့်ကျွန်တော်တို့လေးတန်း A နော်လေးသိန်းနေစောင်းပါလား blog post လား social media post လားဒါမျိုးတွေကိုယူပြီးတော့ကျွန်တော်တို့ပြောင်းလိုက်လို့ရတယ်ပေါ့နော်ဥပမာဆိုရင်ကျွန်တော်တို့ဒါ content ဆိုရင် content ရလာမယ်ပြီးသွားပြီဆိုရင် script တွေပါတယ်သုံးလို့ရမယ်အဲ့တော့ကျွန်တော်တို့ဒါ script ကနေ content ပြောင်းတာတွေပါတယ်သုံးလို့ရမယ် okay ကျွန်တော် content တွေပြီးသွားပြီဆိုရင်ပုံပေါ့နော်ပုံမှန်ဆိုရင်လည်းကျွန်တော်နောက်ဆုံးပုံ AI model ဖြစ်တဲ့ Nano Banana 2အခုမှအသစ်ထွက်ထားတဲ့ GPT Image 2 model ပြီးသွားပြီဆိုရင်ဒါတရုတ်မှာအကောင်းဆုံးဖြစ်တဲ့ဒါ 1 2.7 တို့เนาะကျွန်တော် Quan တို့ဘာတို့ဒါမျိုးတွေပါကျွန်တော်တို့ကထည့်ပေးထားတာဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင်ဒါ 1 တို့ဘာတို့ကတော့မြန်မာလိုမမှန်ဘူးဒီမှာကျွန်တော် Nano Banana 2တွေမှာဆိုရင်ကျွန်တော်တို့မြန်မာလိုပါမှန်အောင်ကျွန်တော်တို့ဒီမှာထည့်ယူရယ်ပကံမျိုးကဖျားပွဲတစ်ခုစသဖြင့်เนาะကိုထည့်ခြင်းနဲ့ဒါစာသားမှာဆိုရင်ကိုပါခြင်းနဲ့စာသားလေးကိုထည့်မယ်ကိုယ့်ရဲ့ဒါစာသားရဲ့နေရာတွေစာသားရဲ့အယောင်တွေပြီးရင်ကိုယ့်ရဲ့ site တွေเนาะဒါမှမဟုတ်ကို designer တခုလိုမျိုး detail ကြလိုချင်တယ်ဆိုရင်လည်းတို့เนาะတော့အရေးတွေအကြောင်းအရာလှုပ်ရှားမှုပုံရိပ် designer ဆိုရင်ကျွန်တော်တို့ဒီမှာ business profile ယူလိုက်မယ် GACN platform ယူလိုက်မယ်ဆိုရင်သူ့ရဲ့ team color နဲ့ line မဲ့ဟာတွေเนาะကျွန်တော်စာလုံးပုံစံခန်းစားချက်ဒါတွေကို detail ကြဗျာကျွန်တော် pro နေအများကြီးရေးစရာမလိုဘဲနဲ့ရွေးချယ်ပြီးတော့ကိုလိုအပ်တဲ့ဟာကိုလိုတလို့ဒါထုတ်နိုင်ရပေါ့နော်။မှာတကြံ promotion အတွက်စီစဉ်ပြီးပြီလားဒါမျိုးဆိုရင်ဒါကာတွန်းပုံစံမျိုးလေးနဲ့လိုချင်တယ်ဆိုရင်ဖန်ပြီးကြည့်လို့ရတယ်ပေါ့နော်။အဲ့တော့ဒီမှာကျွန်တော်တို့ဒါ AI ပုံတွေမျိုးစုံစမ်းသပ်ကြည့်လို့ရတယ်။ပြောပြီးဆိုရင်ကျွန်တော်တို့ video ပေါ့နော်ကျွန်တော်ပုံပြီးဝင် video ဆိုရင်လည်းကျွန်တော်တို့လက်ရှိအကျန်းဆုံးဖြစ်နေတဲ့ဒါ clean to clean တို့ဘာလို့ကျွန်တော် video 3မကြခင်ကျွန်တော် C10 ဆိုဘာလို့လဲတို့ဒီ AI video မှာသုံးလို့ရမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်စာသားနေပြောင်းမလားဗီဒီယိုပြောင်းမလားစသဖြင့်ကျွန်တော်တို့ရှိလာမယ်ဒီမှာဆိုရင်ကျွန်တော်စမ်းကြည့်ရအောင်နော်ကျွန်တော်အရင်ထုတ်ထားတဲ့ဗီဒီယိုလေးပေါ့ဒါဆိုရင်ပုံကနေပြီးတော့ကျွန်တော်တို့ဗီဒီယိုကိုပြောင်းသွားတဲ့ဟာပေါ့နော်ပုံကနေဗီဒီယိုပြောင်းပြီးတော့ထုတ်တဲ့ဟာမျိုးတွေရှိမယ်ပြောပြရင်ကျွန်တော် VO 3.1 VO 3.1 ဆိုရင်လည်းကျွန်တော်တို့ဒါပေါ့နော်ထုတ်ထားတဲ့ဟာပေါ့ဥပမာဆိုရင်ကျွန်တော်ဒါလေးကိုအရင်ထုတ်ထားတဲ့ဟာလေးကိုကျွန်တော် download ဆွဲကြည့်လိုက်မယ်ပေါ့နော်ဘာကြည့်တာလဲတရဲဟုတ် GXX AI platform မှာဒီလိုမြန်မာစကားပြောဗီဒီယိုထုတ်လို့ရတယ် Okay ဒီလိုပေါ့နော်ကျွန်တော်တို့ဒါဒီလိုမျိုးဒါကိုရဲ့ဒါ VO 3.1 quality လား fast လားဒါမှမဟုတ် image to video ပြောင်းမလားဒါမှမဟုတ် reference ပေါ့နော်ကျွန်တော်ဖုန်းနေကိုပုံနေရနေပြီးတော့ဒါ video လေးလုပ်မလားစသဖြင့်ကျွန်တော် reference video တွေကျွန်တော် flow မှာသုံးတဲ့ပုံစံမျိုးပဲကျွန်တော်ဒီမှာထည့်ပေးထားတယ်ပေါ့နော်အသေးစိတ်ကျွန်တော်ဆန်းပြတဲ့ဟာတွေရော tutorial မှာပြထားတယ်ပေါ့နော်ပြီးသွားပြီဆိုကျွန်တော်တို့ကဒီ motion control ပေါ့နော် motion control ဆိုတဲ့ဟာကြတော့ကျွန်တော်တို့ကဒီဘယ်လိုပြောမလဲဒီလူကိုကင်မရာကိုဒါမျိုးစုံပေါ့နော် character တစ်ခုကနေတစ်ခုပြောင်းသွားတဲ့ဟာမျိုးလေးရောဒီ clean ရဲ့ motion control ကျွန်တော်တို့ယူထားတယ်ပေါ့နော်ဒီမျိုး AI video တွေကိုပါကျွန်တော်တို့ကစမ်းသပ်သုံးပြုလို့ရတယ်ပေါ့နော် Okay ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီ product motion video ဆိုတာလေးလည်းရှိရပေါ့နော်ဒီ product motion video ကတော့ကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ brand logo ကိုယ့်ရဲ့ဒီ motion ပေါ့နော်ဒီ slow in slow out ဒီလိုမျိုးလေးသုံးရုံနဲ့ကျွန်တော်လုပ်ပြရတယ်ပေါ့နော်ဥပမာဆိုရင်ဒါကကျွန်တော်တို့ရဲ့အထူး AI feature တစ်ခုပေါ့နော်ထားပါကျွန်တော်ကဒီမှာပဲစီဘူးလေးပုံလေးကိုတင်လိုက်မယ်ပြောပြဆိုရင် logo တော့ကျွန်တော်လောလောဆယ်မထည့်သေးဘူးပေါ့နော်မထည့်သေးဘူးprompt နေပေါ့အခုက prompt မသိဘူးဘယ်လိုလုပ်အောင်လဲမသိရင်လည်းကျွန်တော် AI ကို idea ထုတ်ခိုင်းလို့ရတယ်ပေါ့နော် AI idea ထုတ်ခိုင်းမယ်ပြီးတော့ပြီဆို motion ဘယ်လိုမျိုးသွားမလဲကျွန်တော်တို့က orbit သွားမလားเนาะကျွန်တော်အပေါ်ကနေအောက်သွားမလားဒါမှမဟုတ်ကျွန်တော် zoom in သွားမလား rotate 360စသဖြင့်ဒီလိုမျိုးသွားမလားပေါ့เนาะโอเคကျွန်တော်ကတော့လောလောဆယ် floating ဆိုတာလေးကိုရွေးကြည့်လိုက်မယ်ပေါ့เนาะအဲ့တော့ဒီမှာဆိုရင်ကျွန်တော်က AI ကဘယ်လိုမျိုးသုံးမလဲပေါ့เนาะသုံးမလဲဆိုတဲ့ဟာမျိုးကြီးကြိုက်တယ်ဒီလို့ကိုကမကြိုက်ဘူးဆိုရင်လည်းကိုသုံးစီခြင်းတဲ့ဟာကိုကျွန်တော်တို့ဒီမှာ
ထည့်ပြီးတော့ကျွန်တော်ရေးခိုင်းလို့ရတယ်ပေါ့နော်โอเคကိုယ်တိုင်ရေးပါဆိုပြရှိရပေါ့โอเคဒါဆိုရင်ကျွန်တော်ကဒီဟာကိုဒီသူ့ရဲ့ရေးထားတဲ့ဟာကိုပဲကျွန်တော်သုံးလိုက်မယ်ပေါ့နော်သုံးလိုက်မယ်ဒီတော့ကြောင့် result ကတော့ကျွန်တော်တို့ဒါကောင်းချင်မှတော့ကောင်းမယ်ပေါ့နော်အခုလိုချင်တဲ့ပုံစံတွေပြောပြီးတော့လည်းပြောလို့ရတယ်ကျွန်တော် clean နဲ့ထုတ်ခိုင်းမလား video 3.1 နဲ့ထုတ်ခိုင်းမလားကျွန်တော်တို့clean နဲ့ထုတ်မယ်ဆိုရင် standard 720p side ratio အတန်တွေပါထည့်လိုက်မယ်အတန်ဆို2 credit ပေါ့နော်2 credit ဘယ်နှစ်ခုထုံးမလဲတစ်ခါရဲ့2ခုထုံးမလား4ခုထုံးမလားဒီလိုမျိုးရွေးလို့ရတယ်ပေါ့နော်โอเคကျွန်တော်ဒါကိုထုတ်ကြည့်လိုက်မယ်ပေါ့နော်ဒါဆိုရင်ဒါ video ဖန်တီးနေပြီဆိုပြီးတော့ကျွန်တော်တို့ video ကြီးလုပ်နေရပါတော့ကျွန်တော် minute ပိုင်းကြာတဲ့အခါမှာတော့ video လေးတစ်ခုရလာပြီပေါ့နော်โอเคအဲ့ဒါလေးကိုကျွန်တော်ကြည့်လိုက်ရအောင်ဒီကနေသုံးပြီးတော့โอเคဒီလိုမျိုးလေးပေါ့နော်အကျယ်ချဲလိုက်မယ်ဆိုရင်ဒါ clean ရနေဒါရိုးရိုး simple လေးပဲဗျာ simple လေးပဲဆိုထုတ်လာတယ်ပေါ့နော်ဒါ kitchen မှာ video ဇွဲပဲစီ video လေးတစ်ခုရလာတယ်ပေါ့နော်ဒါတော့ကို prompt ပေးတဲ့ပေါ်တော့မူတည်ရပေါ့နော်လောလောဆယ်ကျွန်တော်တို့ဘက်ကနေလည်းအကောင်းဆုံး idea prompt idea ရအောင်ကျွန်တော်တို့ဘက်ကဖန်တီးပြီးနေပေါ့မကြခင်ပိုကောင်းလာမယ်ပေါ့နော်ဒီလိုမျိုးပဲကျွန်တော် product act video ဆိုတာလည်းရှိရပေါ့နော်ကိုယ့်ရဲ့ပုံကိုတင်မယ်ပုံကိုတင်မယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒါနောက်တစ်ဆင့်မှာဆိုရင်เนาะအဆင့်နှစ်မှာဆိုရင်ကိုကဘယ်လိုမျိုးလုပ်မလဲပေါ့နော်ဒီ AI business profile မှာ product နာမည်ရွေးမလား tagline တွေပါရွေးမလားเนาะကျွန်တော်တို့ studio ရွေးမလား site ရွေးမလားဒီလိုမျိုးလုပ်ပြီးတော့ပုံထုတ်မယ်ပုံကနေမှဆိုရင် animation ပြအောင်လုပ်ရအောင်ကျွန်တော်ဒီ social media မှာဆိုတော့ motion graphic ပေါ့နော် okay ဒီလိုမျိုး video tools တွေပါမယ် okay ကျွန်တော် video တွေပုံတွေပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်လို့ရအောင်မလဲဆိုရင်ကျွန်တော် audio tools ပေါ့နော်ကျွန်တော်အခုခေတ်စားနေတဲ့မြန်မာလိုအတန်ပေါ့နော်ဒါအတန်တွေကိုကျွန်တော်ထည့်လို့ရမှာထားပါတော့မင်္ဂလာပါ GX AI platform မှာကြိုဆိုပါရစေဒီလိုမျိုးဒါကိုလိုချင်တဲ့အတန်တွေကိုမျိုးစုံမှာကျွန်တော်ရွေးချယ်လို့ရတယ်ပေါ့နော်မင်္ဂလာပါ GX AI platform အဲ့တော့ကိုလိုချင်တဲ့အတန်တွေကိုဒီမှာထည့်ပြီးရွေးမယ်ထည့်မယ်ကျွန်တော်စာသားတွေပါထည့်မယ်စာသားထည့်ပြီးဆိုကျွန်တော်1 credit ပဲကုန်ပါပေါ့နော်အရန်ကိုတတ်တာပါတယ်တကယ်မြန်မာလိုပီတရှင်းနေတဲ့ဟာမျိုးလေးကိုရမယ်ပေါ့နော်မှာကျွန်တော်တို့ဒီမှာနောက်ဆုံးထုတ်ထားတဲ့ဟာမျိုးလေးဆိုရင်ကြည့်ပါနေ့စဉ်8နာရီလောက်ရမယ့်အလုပ်တွေကို2နာရီညပြီးသွားတဲ့အခါကျန်တဲ့အချိန်တွေမှာခမများပြင်မှာဆိုရင်ကျွန်တော်တို့ဒါ video တစ်ပုတ်အပ်မယ်ဆိုရင်10မိနစ်ကိုဆိုရင်1000ကနေ3000ဒါဂျာကုန်နိုင်တယ်ပေါ့ဒီမှာဆိုရင် video နဲ့ဆိုအလွယ်တကူအတန်တွေထုတ်လို့ရမှာဖြစ်တယ်အဲ့လိုမျိုးပဲကျွန်တော် lip sync generator ဆိုရဲဒါ video လေးတွေရှိရပေါ့ lip sync generator တော့ဒါတော်တော်များများကြည့်လောက်မယ်ကိုယ့်ရဲ့ပုံတင်မယ်ပြီးရင်ကိုပြောနေတဲ့အတန်ပေါ့ကိုက video ရိုက်ရရှက်တယ်ဗျာရှက်တယ်ဆိုရင်ကိုယ့်ရဲ့ပုံလေးနဲ့ကိုယ့်ရဲ့အတန်လေးပြောထားမယ်ဒါမှမဟုတ်တခြားတော့ maybe influencer ပုံလေးကိုထည့်မယ် audio လေးထည့်ပြီးတော့ကိုကဘယ်လိုမျိုးပုံစံလေးပြောမလဲဆိုတာမျိုးလေးကိုထည့်လိုက်ရုံနဲ့ကိုကျွန်တော်တို့ကဒါထွက်လာမယ်ပေါ့နော်အမှဆိုရင်ကျွန်တော်တို့ဒါကကျွန်တော်စမ်းထုတ်ထားတဲ့ဟာမျိုးလေးကိုရရှိမယ်ပေါ့နော် STM AI platform ကိုအသုံးပြုပြီးတော့ content creator တွေ business owner တွေရဲ့လုပ်ငန်းတွေကို80%အထိမြင့်ဆန်အောင်လုပ်လို့ရနေပါပြီအသေးစိတ်သိရှိလို့ရင်တော့ Viber ကိုဆက်သွယ်မိမြင်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ဒါပုံလေးနဲ့စာလေးနဲ့ခုနကျွန်တော် AI အတန်ပုံထွက်လာပြီအဲ့အတန်လေးနဲ့ပုံလေးနဲ့ပြောင်းလိုက်မယ်ဆိုရင်တော့ဒီလိုမျိုးဗီဒီယိုလေးကိုအလွယ်တကူထုတ်လို့ရတယ်ပေါ့နော်နောက်တဲ့ကျွန်တော်ဒီလိုမျိုးပုံနေဗီဒီယိုထုတ်ပွားပြီဆိုရင်ကျွန်တော်ဒါ Facebook tools ဆိုတာရှိရပါတော့ Facebook tools ကတော့ကျွန်တော်တို့ဒီ GCN platform one of the feature တစ်ခုပေါ့နော် best feature တစ်ခုလို့တော့ပြောလို့ရတယ်Okay ကျွန်တော်တို့ဒါ Facebook inbox analyzer ဆိုပြီးတော့ကိုယ့်ရဲ့ page နဲ့ချိတ်ဆက်ဖို့လိုတယ်တကယ်လို့မသုံးချင်ရင်တော့ချိတ်ဆက်စရာမလိုဘူးပေါ့နော်သုံးမယ်ဆိုရင်တော့ကိုယ့်ရဲ့ဒါ page link လေးကိုထည့်မယ်ကျွန်တော်တို့ဒီဟာလေးကိုထည့်ပေးရ page မှာထည့်ပေးရမယ် access လေးကိုထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီလိုရမယ်ပေါ့ဥပမာဆိုရင်ကျွန်တော်ရဲ့ဒါ digital products tool တစ်ခုကိုကျွန်တော်ကြည့်ကြည့်လိုက်မယ်ပေါ့နော် Okay conversation ကိုကျွန်တော်ဆွဲထုတ်ကြည့်မယ် Okay တရား conversation ပေါ့အဲ့ဒါကိုဆွဲယူကြည့်အောင် Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီစာရလာပါတော့နောက်ဆုံးပြောခဲ့တဲ့ဒါစာဆောင်ရလာပြီအဲ့ဟာတွေကိုကျွန်တော်တို့က Okay AI analysis လုပ်ခိုင်းမယ်သူတို့ဘာတွေပြောတယ်ဘယ်လိုတွေလုပ်လဲဆိုတော့ analysis လုပ်ခိုင်းမယ် Okay analysis မှာလည်းကျွန်တော်တို့က type လေးရှိရပေါ့နော် Okay ကျွန်တော်တို့ဒီ FAQ ထုတ်မှာလားဒါမှမဟုတ်ကြာချိန်တွေကိုကြည့်ကျင်လားเนาะဒါမှမဟုတ် custom နဲ့ရတယ်ဥပမာဆိုရင်ကွာcustomer ဘယ်နေရာလောက်စိတ်ကျဉ်နှံမှုရလဲဒါကိုရှာပေးပါဒီလိုမျိုးကြည့်ခိုင်းလို့ရတယ်ကျွန်တော်တို့ maybe full analysis ဆိုတာလေးကိုနှိပ်ပြီးတော့ဟောanalysis လုပ်ခိုင်းလိုက်မယ်ပေါ့နော်ဒါတော့ကိုယူခြင်းနဲ့ကို analysis လုပ်ခြင်းနဲ့ message ပမာဏပေါ်မူတည်ပြီးတော့ကျွန်တော် credit လေးကောက်မယ်ပေါ့နော်ကျွန်တော်တို့အဆောင်100လောက်ခိုင်းတဲ့အတွက်ကြောင့်မလို့100 credit တော့ကုန်သွားပြီပေါ့နော်တ
တာမန်ဆိုရင်ကျွန်တော်တို့ကဒီတစ်ခုချင်းစီကိုလိုက်ပြီးကြည့်ရတဲ့အပေါ်တွေချရတဲ့အချိန်တွေကုန်တယ်ပြီးဒီ analysis လုပ်နိုင်ဖို့ဆိုတာကလည်းဒီ marketing knowledge တွေပါပြည့်ထားဖို့လိုပဲပေါ့နော်အခုဆိုရင်တော့ကျွန်တော်တို့က AI power ကိုသုံးပြီးတော့ AI ကိုပဲဒါ analysis လုပ်ခိုင်းတဲ့သဘောတရားပေါ့ဗျာဒါဆိုရင်တော့ analysis ရလည်လေးရှိလာပါတော့ဒီမှာဆိုရင် executive summary ပေါ့ဝယ်လူကကောင်းမွန်တယ်ဘာညာပေါ့အစားထိုးပေးတာနိုင်နေတယ်ပါရှိရဗျဖောက်တယ်ရဲ့ခန်းစားချက်တွေရှိမယ်ကျွန်တော်တို့တခုလုံးကိုလေ့လာပြီးတော့ကျွန်တော်သုံးသက်ခိုင်းတာပေါ့ FAQ question တွေမေးမယ်ဒါတွေကိုမြင်ပြီးတော့ကိုကဘာလိုအပ်လဲဆိုတာကို client ကိုတင်ပြရဖြစ်ဖြစ်ကိုလုပ်ငန်းအတွက်ပြင်ဆင်တာဖြစ်ဖြစ်လုပ်လို့ရတယ်ပေါ့နော်တော်တော်လေးကိုဒါပြည့်စုံတဲ့ဒါ analysis ကိုပြောလို့ရတယ်ဒါဆိုရင် download လုပ်ခိုင်းတာဖြစ်ဖြစ်ကျွန်တော် Google URL ဖြစ်လုပ်ခိုင်းလို့ရတယ်ဒီလိုမျိုးပဲကျွန်တော်တို့ inbox analyzer ရှိသလို page analytic tool ဆိုလည်းရှိရပါတော့ page analytic tool မှာဆိုရင်လည်းအမှကျွန်တော် page ရွေးမယ်ဘယ်နှ post ကိုလုပ်မလဲ okay ကျွန်တော်တို့လွန်ခဲ့တဲ့25 post ကိုကြည့်မယ်ပေါ့နော်အဲ့ဒါကိုမူတည်ပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုးကိုယ့်ရဲ့ page ကဘာတွေဖြစ်နေလဲပေါ့အဲ့ဒါကိုကြည့်အောင်ပုံမှန်ဆိုရင်ဒါတွေကဗျာကျွန်တော်တို့ဒါ account executive တွေဘာတွေဆိုရင် report monthly report တွေမှာထည့်ရတာပေါ့နော်ဒီမှာဆိုရင်ကျွန်တော် post တွေတွက်လာမယ်အဲ့ဒါကိုကျွန်တော်okay ဒီခါကြရင်တော့ကျွန်တော်တို့ကဘာလုပ်ခိုင်းမလဲဆိုရင်ကျွန်တော်ရလက်ကျွန်တော် page အချင်းချုပ်ပေါ့နော် page အချင်းချုပ်ဆိုပြီးကျွန်တော်လုပ်ခိုင်းကြည့်လိုက်မယ်ပေါ့နော်ဒါဆိုရင်26 credit ပဲကုန်တယ်ပေါ့နော်တော်တော်လေးတက်တာတယ်အဲ့တော့ပုံမှန်ဆိုရင်ကျွန်တော် Meta Business Suite ဒီမှာဆိုရင် reach ဘယ်လောက်ရောက်တယ် engagement ဘယ်လောက်ရောက်တယ်ဒီလိုမျိုးပဲရတယ်ပေါ့နော်ဒီမှာဆိုရင်တော့ကျွန်တော်ခုနလိုပဲ main post တွေကတော့ဘယ်လောက်ကောင်းတယ် main page တွေရောဘယ်လောက်နေထားရှိတယ်ဆိုပြီးတော့ AI ကနေပြီးတော့ဒါ consultant တယောက်လိုမျိုးအကြံဉာဏ်ပေးတဲ့ဟာမျိုးလေးရလာမှာပေါ့နော် okay ကျွန်တော် minute နေငယ်ကြာပြီးမှာတော့ analysis ရလာပြီပေါ့နော် okay ဒီမှာဆိုရင်တော့သူကဒီဇယားလေးနဲ့ပေါ့နော် total post ဘယ်နှခုတင်လဲကျွန်တော်တို့ posting frequency ဘယ်နှမျိုးရှိလဲဘာတွေအကြံပြုလဲ reels ကိုဦးစားပေးပါတဲ့တော့3 post က reels တွေဖြစ်တဲ့အဲ့တော့ကောင်းတယ်ပေါ့နော်ဒါ brief analysis စွမ်းရည်လေးပါသူကရလာပေါ့ဒါဆိုရင်ကျွန်တော်တို့လစဉ် monthly report တွေမှာထည့်ဖို့ဆိုရင်တော်တော်လေးကိုကောင်းတယ်ရလာပေါ့နော်အဲ့တော့ကျွန်တော်တို့ inbox တွေ analysis လုပ်ခိုင်းမလား page analysis လုပ်ခိုင်းမလားကျွန်တော်တို့ပြီးရင် post analysis လုပ်ခိုင်းမလားအစသဖြင့် post တွေကိုလည်းဘယ်လိုမျိုးရေးတင်နေဆိုတော့ AI ကိုပြောခိုင်းလို့ရတယ်ပေါ့နော် okay ကျွန်တော်တို့ကဒီလို tools တွေကိုပဲသုံးရုံနဲ့မဟုတ်ဘူးเนาะဒီရလာတဲ့ result တွေကိုကျွန်တော်တို့ကအတိုင်ပင်ဆွေးနွေးဖို့အတွက်ကျွန်တော်တို့ဒါ AI guru ဆိုတဲ့ဒါ AI chatbot လေးလည်းရှိတယ်ပေါ့เนาะအမှဆိုကျွန်တော်တို့ကဒီ business advisor ကိုဖွင့်ပြီးတော့ကျွန်တော်တို့ကprofile ကိုရွေးပြီးတော့သူနဲ့အပြန်အလှန်ဆွေးနွေးလို့ရတယ်ပေါ့เนาะအမှဆိုရင်ကျွန်တော်ကဒီမှာ strategy တစ်ခုပေါ့เนาะဒါဆိုရင်notion ထဲမှာထည့်ပေးပါ sheet ကိုထုတ်ပေးပါစသဖြင့်ကျွန်တော်မေးထားတာပေါ့နော် export လုပ်ပြီးပါပြီကိုကခိုင်းလိုက်လို့ရပြီဗျာကိုကဒီမှာလုပ်ခိုင်းရင်သူကnotion မှာထည့်မလား sheet မှာထည့်မလားစသဖြင့်ဘာတွေလုပ်တက်လဲဒီလိုမျိုးအပြန်အလှန်မေးလို့ရတယ်ပေါ့နော်ဒီလိုမျိုးပဲကျွန်တော်တို့ကဒါတွေကိုသူတို့ရဲ့စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီးကျွန်တော်တို့က trainer ဖြစ်တယ် okay social media manager ဆိုရင်လည်း social media နဲ့ပတ်သက်ပြီးတော့သူကပို့ပြီးတော့လုပ်တက်တဲ့join နဲ့เนาะကျွန်တော် post တွေကိုဒါ idea ပေးမယ် media buyer ဆိုရင်ကျွန်တော် boosting သုံးဖို့အတွက်ကိုကျွန်တော်တို့ ST campaign planner funnel strategy လာเนาะဒါတိစောက်ပေးပါပေါ့เนาะစသဖြင့်သုံးလို့ရတာပေါ့เนาะသုံးခိုင်းလို့ရတယ်အဲ့တော့ဒီလိုမျိုးပေါ့เนาะကျွန်တော်ကကိုက A ပိုင်းကိုပိုင်းစကောဝိုင်းတဲ့ထားပါကျွန်တော်က JGN platform အတွက်ကိုကျွန်တော် funnel strategy ရေးပေးပါဆိုပြီးတော့ကျွန်တော်တို့ model ကိုလည်းကျွန်တော်က basic လားပုံမြင်တာလား best လားစသဖြင့်ကျွန်တော်ကရွေးပြီးတော့လုပ်ခိုင်းလို့ရတယ်ပေါ့နော်ဒီကိုမေးထားတဲ့ဟာတွေကိုဖြည့်ထားတဲ့ output result တွေကိုကျွန်တော်တို့ချိတ်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့ဒါ chat GPT ဒီ sheet တို့ Google sheet တို့ Notion တို့နဲ့လည်းအလွယ်တကူချိတ်ဆက်လို့ရတယ်ပေါ့နော်နောက်ဆုံးเนี่ยကျွန်တော်ကိုယ်တိုင်လည်းအကြိုက်ဆုံး tool တစ်ခုကတော့ audio analyzer ပေါ့သူကတော့ကျွန်တော်တို့ဒါ meeting note တွေเนาะကျွန်တော်တို့ meeting note တွေရေးရခိုင်းတာဒါမှမဟုတ်ဒီ voice file အရှည်ကြီးကိုကျွန်တော်တို့ analysis လုပ်ခိုင်းတာသုံးသပ်ခိုင်းတာဒါမှမဟုတ်ကိုက YouTube link တွေပါတွေလုပ်ချင်တယ်ဆိုရင်ဒီဟာကိုသုံးလို့ရတယ်ပေါ့เนาะokay သူဆိုရင်ဗျာကျွန်တော်တို့ဒါကိုယ့်ရဲ့ voice ပေါ့ဒီ Zoom meeting တွေ file တွေကိုအတန်ကြီး clip ချလိုက်ရုံနဲ့တော့အချင်းချုပ်တွေချုပ်ခိုင်းလို့ရတယ်ဒါတော့ဒီထုတ်ခိုင်းတာတွေဘာသာပြန်ခိုင်းတာစာတစ်လုံးချင်းစီပြန်ရေးခိုင်းနေတာ transcribe လုပ်ခိုင်းတာတွေစာလုပ်ခိုင်းလို့ရပါတော့เนาะလောလောဆယ်ကျွန်တော်တို့မြန်မာ English ဒါတခြားသောတရုတ်တို့ကိုရီးယားတို့ဘာသာစကားတွေလည်းရတယ်ပေါ့เนาะဒီမှာဆိုရင်တို့က YouTube link ထည့်မလားစသဖြင့်လုပ်ခိုင်းလို့ရဥပမာဆိုရင်ကျွန်တော်တို့ဒါအစမ်းပြရမယ်ဆိုရင်ဒီအနှစ်ချုပ်ပေါ့เนาะဒီအတန် file ကနေအနှစ်ချုပ်ဘာတွေပြောလဲကျွန်တော်တို့ဒီအတန် file ဘာအကြောင်းနေလဲเนาะဒီ speaker analysis အကြောင်းနေကျွန်တော်တို့ဘာတွေပြောရလဲမှတ်စုမှတ်ဖွဲ့ရာတွေကိုကျွန်တော်အကြံပြုထား keywords တွေကိုကိုလိုချင်တဲ့ပုံစံတိုင်းကိုကျွန်တော်တို့ကဖန်တီးခန့်လို့ရတယ်ပေါ့เนาะဒါ minute အတူ
အတူရှိပေါ်မူတည်ပြီးတော့ credit ကလည်းဖြတ်သွားမယ်ပေါ့အဲ့တော့ဒီလိုမျိုးလုပ်ငန်းသုံး meeting note တွေကျွန်တော် content plan တွေ campaign plan တွေ content design video generation တွေကအကုန်လုံးတနေရာထဲမှာစုသုံးလို့ရအောင်လုပ်ပေးထားတယ်ကျွန်တော်အပတ်စဉ်လဲကျွန်တော်နောက်ထပ် update အသစ်တွေပိုမိုက်တဲ့ feature တွေကိုထည့်သွားမလို့ဒါစမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့အခုပဲ sign up လုပ်ပြီးတော့ဖိတ်ခေါ်ပါတယ်ဆက်စချင်း free ဖွင့်မယ်ဆိုရင်တော့ကျွန်တော်တို့ plan အနေနဲ့ဒါ6900ကျပ်sorry ဆက်စချင်းဆိုရင်တော့ free ပေါ့နော်free credit တွေရမယ်တကယ်လို့ဝယ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒါ standard plan ဆိုရင်တော့6900ကျပ်ရမယ် credit 3000ပါမယ် CRM tools တွေပါမယ်ကျွန်တော် Pro Tool မှာဆိုရင်တော့ကျွန်တော်တို့က34900နဲ့ကျွန်တော်တို့ credit 9000ပါမယ် tools တွေအကုန်ရမယ်ကျွန်တော် digital product ထွက်တဲ့မြတ် digital product တွေအကုန်သုံးလို့ရမယ်အပြင်အခု promotion အနေနဲ့ကျွန်တော်ဒီတလာထဲမှာ pro plan ဝယ်လူတွေကိုကျွန်တော်$30တန်းကျွန်တော် super growth plan လေးပါလက်ဆောင်ပေးသွားတယ်ပေါ့နော်အပြင်မှာဝယ်မယ်ဆိုရင်$30ဘူးပေးပြီးဝယ်ရတဲ့ super growth တွေကိုကျွန်တော်တို့ဒီမှာဝယ်တော့အပြင်ကျွန်တော်တို့ဘက်ကနေပြီးတော့ဒါလက်ဆောင်မှာပို့ဖက်ပြီးသွားမှာဖြစ်တယ်ပေါ့အဲ့တော့ credit လည်းအများကြီးသုံးလို့ရမယ် lesson တွေလည်းအများကြီးရမယ် growth ပါသုံးလို့ရမယ်ဆိုတော့ pro plan ကတော့အရန်အောင်တန်တယ်တကယ်လို့ credit တီးတယ်မဲ့ဝယ်ခြင်းနဲ့ဆိုရင်လည်းကျွန်တော် credit add on ဖြည့်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်ကျွန်တော် business plan မှာဆိုရင်တော့ဒါ customize AI training session တွေပါမယ်ကျွန်တော်တို့ဒီအသစ်ထွက်လာတဲ့ tools တွေကိုအရင်ဆုံးစမ်းသုံးခွင့်ရမယ့် features လေးတွေလည်းပါတယ်ပေါ့နော် credit ဆိုလည်း1000အောင်ရမှာဆိုတော့ဒါတော့ business ရုံးသုံးသမားတွေအတွက်ကိုတည်တံ့ထုတ်လုပ်ထားဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဝယ်မယ်ဆိုရင်လည်းလွယ်ကူပဲဒီမှာကျွန်တော်တို့KP เนาะဝယ်ပေးကြိုက်တဲ့ပေးနဲ့ငွေချေပြီးတော့ကျွန်တော်တို့ငွေပေးချေမှု order တင်သွင်းလိုက်ရုံနဲ့ကျွန်တော်တို့ account လေးတွေကိုဒါအမြန်ဆုံးရရှိသွားမှာဖြစ်ပါတယ်ဆိုတော့အဆုံးထိကြည့်ပြီးလို့လည်းအားလုံးကျေးဇူးတင်ပါတယ်သိချင်တဲ့ဟာတွေကို comment မှာမှန်ခဲလို့ရတယ်လို့မျိုးဒါကျွန်တော် inbox မှာလည်းဗာမေးလို့ရပါတယ်အဲ့တော့ကိုရဲ့ team အတွက်ပေါ့နော်တကယ်လိုအပ်တဲ့ tools တွေဒါအလုပ်တွေမြန်ပြီးဖို့ content တွေဖန်တီးနိုင်ဖို့အတွက်ကိုဒါတနေရာထဲမှာစုံစုံလင်လင်နဲ့သုံးချင်တယ်မြန်မာလိုလည်းကောင်းအောင်သုံးချင်တယ်ဆိုရင်တော့ကျွန်တော်တို့ GCN platform လေးကိုစမ်းသုံးကြည့်ဖို့ဒါဖိတ်ခေါ်ရင်းနဲ့ညီကုန်းချုပ်ပြရစီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ